ဟင်းနုနယ်အမြင့်နာမည်ပြောင်းထိုင်းကျင်စင်ဟုတင်စားခေါ်ဝေါ်ကြတဲ့ဟင်းနုနယ်မြစ်သည်ခွန်အားကိုကောင်းစွာဖြည့်တင်းပေးပြီးအားကောင်းစေသည်ဟုဆိုကြသည်အားနေခြင်းပင်ပန်းနွမ်းနယ်ခြင်းကိုလက်မဲ့အီမတာဖြစ်ခြင်းတို့ကိုတက်တာစေပြီးတွေးလည်ပတ်မှုကိုကောင်းမွန်စေကာမျက်နာကိုလန်းဆန်းဆိုပြေစေပါသည်ခါနာခြင်းခါးကိုက်ခြင်းအပူကြဆေးအဖြစ်အဖျားကြဆေးဖြစ်နှင့်တလက်ရည်ကိုကူညီထုတ်ပေးခြင်းစသည်တို့အတွက်အသုံးပြုနိုင်သည်ချက်ပြုတ်နည်းများဟင်းချိုရည်အဖြစ်ချက်တောက်ခြင်းအယိုးဟင်းချိုတို့မဟုတ်အခြားဟင်းချိုများတွင်ထည့်သွင်းချက်ပြုတ်နိုင်သည်လက်ဖက်ရည်ချမ်းအဖြစ်ပြုတ်တောက်ခြင်းဟင်းနုနယ်မြစ်တစ်ခုကိုရေတလီတာဖြင့်15မိနစ်ခန့်ပြုတ်ပြီးနောက်ရရှိလာသောအရည်ကိုတစ်နေ့လျင်2ခွက်3ခွက်တောက်သုံးနိုင်သည်နင်းသည်အားအင်တိုးစေပြီးအသက်ရှည်စေအဖြစ်ခွန်အားဖြည့်တင်းပေးနိုင်သည်ဟုအဆိုရှိပါသည်အရက်ဖြင့်စိန်တောက်ခြင်းဟင်းနုနယ်မြစ်ကိုအရက်ဖြူတပုလင်းကြီးဖြင့်15ရက်ကြာစိန်ထားပြီးနောက်ညအိယာမဝင်မီတစ်ခွက်တောက်သုံးနိုင်သည်ဤနည်းလမ်းသည်ဂျင်းစင်းထက်ပင်ခွန်အားကိုပုံမဖြည့်တင်းပေးနိုင်ပြီးအသက်ရှည်စေအဖြစ်အစွမ်းထက်သည်ဟုဆိုကြသည်မှတ်ချက်ဒီနည်းကတော့ဂျင်းစင်းထက်တောင်ပိုးထက်မြက်တယ်လို့ဆိုနိုင်ပါတယ်မုံဆောင်